ပေးထားတယ်ဆိုရင်ကိုစဉ်းစားရမှာက am is စဉ်းစားရမယ် was စဉ်းစားရမယ် be been being စဉ်းစားရမယ် I like this shirt the color be black ကျွန်တော်ကဒီ shirt အင်ကြီးကိုကြိုက်တယ် color အရောင်ကတဲ့ be black လို့ပေးထားတယ် BEB ပေးထားတယ်ဒါဆိုရင် BEB ပေးထားတယ်ဆိုရင်ကိုစဉ်းစားရမှာက am is စဉ်းစားရမယ် was စဉ်းစားရမယ် be been being စဉ်းစားရမယ်ဟုတ်တယ်နော်အဲ့တော့ဒီစာကြောင်းတစ်ကြောင်းလုံးကိုဖတ်ကြည့်လိုက်တဲ့အခါမှာ tense ကိုပြတဲ့စကားလုံးတစ်လုံးမှပါမနေဘူးအဲ့ဒါကြောင့်မို့လို့present tense လို့ယူဆရမယ် present tense လို့ယူဆရမယ်ဆိုတော့ am is ကိုပဲစဉ်းစားရတော့မယ်ဒါကြောင့်မို့လို့ဒီ BEB က am is am ရဲ့ is ရဲ့ are ရဲ့အဲ့သုံးလုံးနဲ့ပဲဆိုင်သွားတယ်ပေါ့နော်အဲ့ပထမအဦးဆုံး AMM ကကြတော့ I နဲ့ပဲအမြဲတမ်းတွဲတာတခြားစလုံးနဲ့ဘာနဲ့မှမတွဲဘူးเนาะ AMM ကတခြားစလုံးနဲ့ဘာနဲ့မှမတွဲဘူးဆိုတော့ဒီမှာကပေးထားတာက that ခလားအဲ့ဒီအတွက် I မဟုတ်တဲ့အတွက် am ကတော့မဖြစ်နိုင်တော့ဘူးဟုတ်ပြီเนาะအဲ့တော့ is နဲ့ are နဲ့နှစ်မျိုးပဲကြံတယ်are ကကြတော့အများလေအခုပေးထားတာက that ခလားကအနည်းပေးထားတာအဲ့တော့ are လည်းမဖြစ်နိုင်တော့ဘူးဒါကြောင့်ပါလေအဖြေမှန်က is ရမယ်